ကျမတို့ညနိုးတယ်အိမ်နေမကြမ်းချင်းမကြမ်းပါနဲ့ကျမတို့တောင်းဖြစ်တယ်လက်ခံမြေကိုရအောင်တိုက်ယူပါရှမ်းပြည်ကိုညီကျရင်စောက်ပြီးတော့950ဘောကဒီနေ့ကနေမိသားစုပါနိုင်ငံတော်ကြီးကပြဒကာကြီးကရှမ်းပြည်ကိုညီကျရင်စောက်ပြီးတော့စောက်ပြီးတော့ပါဒီလိုအကြမ်းဖက်ဖို့အတွက်ဆိုးဆိုးရွားရွားသွေးထိုးလှုံ့ဆော်မှုတွေကအွန်လိုင်းပေါ်မှာပြန့်နှံ့နေပါတယ်။ဒီအကြမ်းဖက်ဖို့ဆိုးရွားလှတဲ့လှုံ့ဆော်မှုတွေကိုဖြန့်ဝေနေတဲ့နေရာက Telegram Channel တွေကနေဖြစ်ပါတယ်။ အွန်လိုင်းပေါ်ကအကြမ်းဖက်ဖို့လှုံ့ဆော်ရာကနေမြေပြင်မှာအမှန်တကယ်ဖြစ်ပွားခဲ့မှုရှိမရှိကို DV Fact Check ကစီစစ်ခဲ့တာတွေကိုကောက်နှုတ်တင်ပြသွားမှာပဲဖြစ်ပါတယ်။ဒီမှတ်တမ်းတွေဟာ2024ခုနှစ်ဇန်နဝါရီလကနေဇွန်လအထိ Telegram Channel 5ခုကနေဘုံကျဲဖို့စစ်ကြောင်းထိုးဖို့နဲ့တိုက်ခိုက်ဖို့လှုံ့ဆော်နေတဲ့အချက်လက်တွေပဲဖြစ်ပါတယ်။ Online ကနေအကြမ်းဖက်ဖို့သွေးထိုးလှုံ့ဆော်မှုတွေဟာ Telegram Channel အများပြားကနေလှုပ်ဆောင်နေပေမဲ့ကျမတို့အနေနဲ့ follower များတာအကြမ်းဖက်ဖို့လှုံ့ဆော်မှုပြင်ပြည်သူတွေကိုဖမ်းဆီးဖို့အစဉ်တစိုက်လှုံ့ဆော်နေတဲ့ Telegram အကောင့်တွေဒီလိုလှုံ့ဆော်တာကိုတခြား channel တွေထက်ဖော်ပြမှုပိုများတာတွေစတဲ့အချက်တွေပေါ်မူတည်ပြီးဒီ channel 5ခုကိုရွေးချယ်စောင့်ကြည့်ခဲ့ပါတယ်။ channel 5ခုရဲ့လှုံ့ဆော်မှုတွေနဲ့မြေပြင်မှာအကြမ်းဖက်တိုက်ခိုက်မှုဘယ်နှကြိမ်ဖြစ်ခဲ့တာလဲ။ဘယ်နေရာတွေမှာဖြစ်ခဲ့တာလဲ။ဘယ်အချိန်တွေမှာဖြစ်တာလဲ။ဘယ်သူတွေကိုတက်ရောက်မှုရှိခဲ့တာလဲ။ဘယ် Telegram channel တွေကလှုံ့ဆော်နေတာလဲ။ဘယ်သူတွေကကျူးလွန်နေကြတာလဲဆိုတာကိုကျမတို့စောင့်ကြည့်လေ့လာမှတ်တမ်းတင်နိုင်ခဲ့ပါတယ်။ DV Fact Check က2024ခုနှစ်6လအတွင်းစောင့်ကြည့်စုစည်းထားတဲ့ data တွေအရအကြမ်းဖက်ဖို့လှုံ့ဆော်တဲ့ရေးသားမှု post ပေါင်း234ကြိမ်ထိတွေ့ရှိခဲ့ရပါတယ်။ဒီထဲမှာမှ online ပေါ်ကနေသွေးထိုးလှုံ့ဆော်တဲ့အကြိမ်တွေနဲ့ဘယ်နေရာတွေလဲဆိုတာကိုရှင်းပြသွားမှာပါ။စကိုင်းတိုင်းအတွင်းဘုံကျဲဖို့စစ်ကြောင်းထိုးဖို့ရေးသားမှုအများဆုံးဖြစ်ပြီးစုစုပေါင်း53ကြိမ်ထိရှိပါတယ်။ဒါအပြင်ရှမ်းပြည်နယ်အတွင်းအကြမ်းဖက်ဖို့လှုံ့ဆော်တာက48ကြိမ်ရခိုင်ပြည်နယ်မှာ38ကြိမ်ချင်းမှာ18ကြိမ်ကချင်နဲ့မန္တလေးတိုင်းမှာ18ကြိမ်စီကရင်မှာ8ကြိမ်ပဲခူးတိုင်းမှာ9ကြိမ်မကွေးတိုင်းမှာ4ကြိမ်တနင်္သာရီတိုင်းမှာ2ကြိမ်ကရင်ပြည်နယ်မှာ1ကြိမ်စီနေရာကိုအတိအကျမဖော်ပြဘဲနဲ့အကြမ်းဖက်ဖို့ရေးသားလှုံ့ဆော်တာတွေကတော့28ကြိမ်ထိရှိပါတယ်2024ခုနှစ်ဇန်နဝါရီလကနေဇွန်လအထိကျမတို့စောင့်ကြည့်ခဲ့တဲ့အချက်လက်တွေအရစစ်ကောင်စီထောက်ခံတဲ့ Telegram Channel တွေကနေအကြမ်းဖက်ဖို့သွေးထိုးလှုံ့ဆော်နေတာတွေဟာတော်လှန်ရေးအဖွဲ့တွေကတိုက်ပွဲမှာအရေးတာနေတဲ့အခါမျိုးနဲ့တိုက်ပွဲဖြစ်ပွားနေချိန်မှာပိုပြီးသွေးထိုးလှုံ့ဆော်လေးရှိတာတွေ့ရှိရပါတယ်။အထူးသဖြင့်10နှစ်ခွန်စစ်စီအားကောင်းတဲ့ကာလတွေပေါ့။2024ခုနှစ်ဇန်နဝါရီလကနေဇွန်လအထိစစ်ကောင်စီထောက်ခံတဲ့ Telegram Channel တွေဖြစ်တဲ့မိုင်းဝေကျော်စွာကိုတက်ဟန်ငင်းဦးနဲ့နေပြည်တော် Channel တွေကို DV Fact Check အနေနဲ့အဓိကစောင့်ကြည့်ခဲ့ပြီး Telegram Channel 5ခုကအကြမ်းဖက်ဖို့သွေးထိုးလှုံ့ဆော်နေတာတွေကိုစုစည်းလိုက်တဲ့အခါမှာ6လအတွင်းအကြမ်းဖက်ဖို့လှုံ့ဆော်တဲ့ရေးသားမှုပေါင်း234ကြိမ်ထိတွေ့ရှိခဲ့ရပါတယ်။ဒီ Telegram Channel တွေကနေစုစည်းထားတဲ့အချက်လက်234ခုထဲက DV Fact Check အနေနဲ့ online ကနေအကြမ်းဖက်ဖို့သွေးထိုးလှုံ့ဆော်မှုတွေကမြေပြင်မှာပါအမှန်တကယ်အကြမ်းဖက်ခံနေရတာကိုလွတ်လပ်ပြီးယုံကြည်စိတ်ချတဲ့သတင်းဌာနတွေရဲ့သတင်းဖော်ပြချက်တွေအပြင်ကိုဓာတ်ပုံတွေကိုစစ်ဆေးအတည်ပြုတာဗီဒီယိုတွေကိုစစ်ဆေးအတည်ပြုတာမီးလောင်တာကိုစစ်ဆေးအတည်ပြုတာ NASA Fan Sentinel Hub Google App Pro Google Maps စတာတွေထဲကရနိုင်သမျှကိုစုဆောင်းခဲ့ပြီး
အခိုင်အမာဆုံးသက်သေပြနိုင်တဲ့ဖြစ်စဉ်၄ခုကိုပြောပြပေးပါမယ်ပထမဆုံးသက်သေပြချက်1အနေနဲ့ရွာလုံးကျမီးရှို့ခံရတဲ့ရွာရှိရွာဖြစ်စဉ်ကိုပြောပြပေးပါမယ်2024ခုနှစ်မေလ17ရက်နေ့မှာကိုသက် Telegram Channel ကနေရွာရှိရွာကအကြမ်းဖက်အားပေးအဖွဲ့များအမည်စင်းဆိုပြီးဖြန့်ဝေသလိုရွာရှိရွာကအကြမ်းဖက်စစ်သွေးကြွတွေကိုအမြင့်ဆုံးရှင်းထုတ်ပေးပါဆိုပြီးစစ်ကောင်စီထောက်ခံတဲ့ Telegram Channel တစ်ခုဖြစ်တဲ့ MMC News ဆိုတဲ့ Telegram Channel ကလည်းမေလ17ရက်နေ့မှာလှုံ့ဆော်ခဲ့ပါတယ်ဒီလို online ပေါ်ကနေအကြမ်းဖက်ဖို့သွေးထိုးလှုံ့ဆော်တာတွေဖြန့်ဝေပြီးတော့နောက်3ရက်အကြာမေလ14ရက်နေ့မှာတော့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာရွာရှိရွာကိုဝင်ရောက်ပြီးရွာလုံးကျုံမီးရှို့ဖျက်ဆီးခဲ့တာကိုလွတ်လပ်တဲ့သတင်းဌာနတွေမှာဖော်ပြထားပါတယ်ဒီလိုစစ်ကြောင်းထိုးပြီးရွာလုံးကျုံမီးရှို့ဖျက်ဆီးခံရတယ်လို့သတင်းဌာနတွေရဲ့ဖော်ပြချက်ဟာအမှန်တကယ်ဟုတ်မဟုတ်ကိုကမ္ဘာအနှံ့ကမီးလောင်တဲ့နေရာတွေကိုစစ်ဆေးကြည့်နိုင်တဲ့ NASA Fan နဲ့ Sentinel Hub မှာရွာရှိရွာရဲ့ coordinate အမှတ်ကိုထည့်သွင်းပြီးစစ်ဆေးရမှာ2024ခုနှစ်မေလ14ရက်နေ့တုန်းကရွာရှိရွာမှာမီးလောင်မှုဖြစ်စဉ်ဖြစ်ပွားမှုရှိခဲ့တာကိုတွေ့ရှိရပါတယ်။နောက်တစ်ရက်ဖြစ်တဲ့မေလ15ရက်နေ့မှာတော့မီးနှဲငယ်ကျန်နေတာကိုတွေ့ရပါတယ်။မီးလောင်ခံရတဲ့ပုံတွေကိုလည်း Google Earth Pro မှာစစ်ဆေးကြည့်တဲ့အခါမှာမီးရှို့ခံရတဲ့နေရာဟာရွာရှိကျေးရွာဖြစ်တယ်ဆိုတာအတည်ပြုနိုင်ခဲ့ပါတယ်။မန္တလေးတိုင်းထဲမှာရှိတဲ့ရွာရှိကျေးရွာဟာအိမ်ခြေ320လောက်နဲ့အိမ်နောက်စု300ဝန်းကျင်နေထိုင်တဲ့ကျေးရွာဖြစ်ပါတယ်။စစ်ကောင်စီရဲ့စစ်ကြောင်းတို့မီးရှို့မှုတွေမှာဘုံကြီးကျောင်းနဲ့စာတင်ကျောင်းတွေကလွဲလို့အိမ်ခြေအားလုံးမီးရှို့ဖျက်ဆီးခဲ့ပြီးပြည်သူ9ဦးသေဆုံးခဲ့ရတယ်ဆိုတာကိုသတင်းအချက်အလက်တွေမှာဖော်ပြထားပါတယ်။သက်သေပြချက်2အနေနဲ့နောင်ချုံမြို့ဘုံကျဲတိုက်ခိုက်ခံရတဲ့ဖြစ်စဉ်မှာလဲဇွန်လ26ရက်နေ့နဲ့ဇွန်လ28ရက်နေ့မှာမိုင်းဝေ Telegram Channel ကနေနောင်ချုံမြို့ကိုဘုံကျဲပေးဖို့ပြည်သူတွေကတောင်းဆိုနေတယ်။ TNL အဖွဲ့တွေအုပ်စုဖွဲ့ထမင်းချက်စားနေကြတယ်။အမြန်ဘုံကျဲပေးပါဆိုပြီးဖြန့်ဝေခဲ့ပါတယ်။ဒီလို online ပေါ်ကနေအကြမ်းဖက်ဖို့သွေးထိုးလှုံ့ဆော်တာတွေဖြန့်ဝေပြီးနောက်တစ်ရက်ဖြစ်တဲ့ဇွန်လ29ရက်နေ့ညပိုင်းမှာပဲနောင်ချုံမြို့ကိုစစ်ကောင်စီတပ်ကဘုံကျဲချလို့ပြည်သူပိုင်နေအိမ်တွေနဲ့ဘုံကြီးကျောင်းတွေထိခိုက်ပျက်စီးခဲ့တယ်လို့လွတ်လပ်ပြုံးကြီးစိတ်ချတဲ့သတင်းဌာနတွေမှာဖော်ပြထားသလိုပဲမြန်မာနိုင်ငံရဲ့လူအခွင့်အရေးဖြစ်ရပ်တွေနဲ့ပတ်သက်တဲ့အထောက်အထားတွေကိုစုဆောင်းခြင်းခွဲခြမ်းစိတ်ဖြာခြင်းအတီးပြုတ်ပြီးတင်ဆက်ခြင်းတွေလှုပ်ဆောင်တဲ့အဖွဲ့အစည်းဖြစ်တဲ့မြန်မာ Witness ကလည်းနောင်ချုံမြို့လေကမိသက်စခန်းဘုံကျဲခံရတဲ့ဖြစ်စဉ်နဲ့ပတ်သက်ပြီး geolocation သက်သေပြချက်တွေကိုဖြန့်ဝေထားပါတယ်။နောင်ချုံမြို့မှာဇွန်လ29ရက်နေ့ကမိသက်ရုံအနီးပေါင်900ဘုံလာရောက်ကျဲချတယ်လို့ဒေသခံနေအိမ်10လုံးထပ်မင်းထိခိုက်ပျက်စီးခဲ့ကြောင်း TNL ဘက်ကသတင်းထုတ်ပြန်ခဲ့ပါတယ်။ဒါကြောင့်စစ်ကောင်စီကိုထောက်ခံတဲ့ Telegram Channel တွေမှာနောင်ချုံမြို့ကိုအကြမ်းဖက်ဖို့သွေးထိုးလှုံ့ဆော်တာတွေလှုပ်ဆောင်ပြီးနောက်တစ်ရက်မှာပဲမြေပြင်မှာလေကြောင်းနဲ့ဘုံကျဲခံရတာပဲဖြစ်ပါတယ်။ online ကနေအကြမ်းဖက်ဖို့သွေးထိုးလှုံ့ဆော်မှုတွေနဲ့မြေပြင်မှာပါအမှန်တကယ်တိုက်ခိုက်ခံရတဲ့ဖြစ်စဉ်နံပါတ်3အနေနဲ့မိုးကုတ်မြို့အနောက်ပိုင်းကြက်ပြင်ဘုံကျဲခံရတဲ့ဖြစ်စဉ်ကိုပြောပြပါမယ်။မိုင်းဝင်နဲ့ကြော်စွာ Telegram Channel တွေကနေဇွန်လ26ရက်နေ့နဲ့ဇွန်လ29ရက်နေ့တွေမှာမိုးကုတ်မြို့အနောက်ပိုင်းကြက်ပြင်ကြောက်ဖားလမ်းစုံကို TNL တွေကမြို့အဝင်အထွက်ပိတ်ဆို့ထားလို့လေရင်နဲ့ဘုံကျဲပေးဖို့ပြည်သူတွေကတောင်းဆိုနေတယ်။မိုးကုတ်ကနီပိတ်အားပေးမြို့မြေကြီးကြံရင်ရပြီးစသလိုရေးသားဖြန့်ဝေခဲ့ပါတယ်။ဇွန်လ26ရက်နေ့ကဖြန့်ဝေပြီးနောက်တစ်ရက်ဖြစ်တဲ့ဇွန်လ28ရက်နေ့မှာပဲစစ်ကောင်စီတပ်ဟာမိုးကုတ်မြို့အနောက်ပိုင်းကြက်ပြင်ကိုလေကြောင်းနဲ့ဘုံကျဲတိုက်ခိုက်ခဲ့တယ်လို့ဇွန်လ29ရက်နေ့မှာလည်းနေမချပဲဘုံကျဲချတာကိုစစ်ကောင်စီတပ်တွေကလှုပ်ဆောင်ခဲ့တယ်လို့လွတ်လပ်ပြုံးကြီးစိတ်ချတဲ့သတင်းဌာနတွေမှာသတင်းဖော်ပြထားပါတယ်။သတင်းဌာနတွေမှာဖော်ပြထားတာအပြင်ဒေသခံတွေကိုယ်တိုင်ကလည်းပဲမိုးကုတ် group တွေထဲမှာဘုံကျဲခံရတဲ့ဗီဒီယိုတွေမျှဝေထားပါသေးတယ်။ဒီလိုမိုးကုတ်မြို့အနောက်ပိုင်းကြက်ပြင်ဘုံကျဲခံရတဲ့ဖြစ်စဉ်နဲ့ပတ်သက်ပြီးဗီဒီယိုတွေဓာတ်ပုံတွေမှာပါတဲ့နေရာကို Google Earth Pro ကနေစစ်ဆေးကြည့်တဲ့အခါမှာဘုံကျဲခံရတဲ့ဓာတ်ပုံနဲ့ဗီဒီယိုတွေမှာပါတဲ့တာဝါတိုင်းနဲ့အိမ်ခေါင်မိုးကို
ရှာဖွေတွေ့ရှိခဲ့ပါတယ်။ဒါကြောင့်မိုးကုတ်မြို့ကြက်ပြင်ဘက်ဘုံကျဲခံရတယ်ဆိုပြီးဖော်ပြထားတဲ့တပ်ပုံတွေဗီဒီယိုတွေဟာအမှန်တကယ်မိုးကုတ်မြို့ကြက်ပြင်မှားဆိုတာသက်သေပြနိုင်ခဲ့ပြီးတော့စစ်ကောင်စီကိုထောက်ခံတဲ့ Telegram Channel တွေမှာအကြမ်းဖက်ဖို့သွေးထိုးလှုံ့ဆော်တာတွေလှုပ်ဆောင်ပြီးတာနဲ့အမှန်တကယ်မြေပြင်မှာအကြမ်းဖက်တဲ့ဖြစ်စဉ်တွေဖြစ်ပွားခဲ့တယ်ဆိုတာပုံမခိုင်မာခဲ့ပါတယ်။မိုးကုတ်မြို့အနောက်ပိုင်းကလူနေရပ်ကွက်တွေပေါ်ကိုစစ်ကောင်စီတပ်ကလေကြောင်းနဲ့တိုက်ခိုက်ခဲ့လို့ထိခိုက်ပျက်စီးမှုတွေရှိကြောင်းနဲ့ထိခိုက်မှုအသေးစိတ်ကိုတော့အတည်ပြုလို့မရနိုင်ကြောင်းသတင်းဌာနတွေကဖော်ပြခဲ့ပါသေးတယ်။နောက်ဆုံးအနေနဲ့ online ကနေအကြမ်းဖက်ဖို့လှုံ့ဆော်မှုနဲ့မြေပြင်တက်ရောက်မှုဖြစ်စဉ်၄ခုမြောက်အဖြစ်ကြောင်မဲမြို့ဘုံကျဲတိုက်ခိုက်ခံရတဲ့ဖြစ်စဉ်ကိုပြောပြပါမယ်။ကြောင်မဲကပြည်သူတွေကသူတို့တေးချင်းသေးပါစေအပြတ်ချိန်မုံပေးပါဆိုပြီးမိုင်းဝင်တဲ့ကိုသက် Telegram Channel ကနေကြောင်မဲမြို့ကိုဘုံကျဲချဖို့အတွက်ဇွန်လ28ရက်နေ့ကဖြန့်ဝေခဲ့ပါတယ်။ဒီလိုဖြန့်ဝေမှုအပြီးနောက်3ရက်အကြာဇွန်လ30ရက်နေ့မှာပဲကြောင်မဲမြို့ကိုစစ်ကောင်စီတပ်ကဘုံကျဲတိုက်ခိုက်ခဲ့လို့ကြောင်မဲမြို့က One Love Hotel နဲ့အနီးနားကနေအိမ်တွေထိခိုက်ပျက်စီးခဲ့ရတယ်လို့လွတ်လပ်ပြုံးကြီးစိတ်ချတဲ့သတင်းဌာနတွေမှာဓာတ်ပုံတွေနဲ့အတူဖော်ပြထားပါတယ်။ဖော်ပြထားတဲ့သတင်းဓာတ်ပုံတွေကို Google Earth Pro နဲ့ DV Fact Check ကစစ်ဆေးကြည့်တဲ့အခါမှာဘုံကျဲခံရတဲ့နေရာဟာအမှန်တကယ်ပဲကြောင်မဲမြို့မှာတည်ရှိနေပြီး One Love Hotel ဆိုတာစစ်ဆေးအတည်ပြုနိုင်ခဲ့ပါတယ်။ကြောင်မဲမြို့ကိုဇွန်လ30ရက်နေ့ကဘုံကျဲချတိုက်ခိုက်မှုဖြစ်စဉ်မှာတော့နေအိမ်20နီးပါးပျက်စီးခဲ့ရတယ်လို့သတင်းအချက်အလက်တွေကဖော်ပြထားကြပါတယ်။အမှန်တကယ်တော့ online ကနေသွေးထိုးလှုံ့ဆော်ပြီးတဲ့နောက်မြေပြင်မှာအကြမ်းဖက်တဲ့ဖြစ်စဉ်တွေဟာအခုတက်သေးပြချက်၄ခုထက်ပိုများပါတယ်။ DV Fact Check အနေနဲ့ online သွေးထိုးမှုကြောင့်မြေပြင်မှာစစ်ထိုးခံရတဲ့ဖြစ်စဉ်တွေထဲက geolocation နဲ့အတူထင်ထင်ရှားရှားအခိုင်အမာတက်သေးပြနိုင်တဲ့ဖြစ်စဉ်၄ခုကိုရွေးချယ်ဖော်ပြခဲ့ခြင်းဖြစ်ပါတယ်။ဖြစ်စဉ်၄ခုကိုလေ့လာကြည့်မယ်ဆိုရင် online သွေးထိုးလှုံ့ဆော်မှုတွေဟာမြေပြင်အကြမ်းဖက်မှုတွေနဲ့အပြည့်အဝဆက်ဆက်မှုရှိနေတယ်ဆိုတာအတည်ပြုနိုင်ခဲ့ပါတယ်။မြန်မာနိုင်ငံအနေနဲ့ Telegram Channel တွေကနေအကြမ်းဖက်ဖို့ရေးသားလှုံ့ဆော်မှုတွေပြီးတဲ့နောက်မှာအမှန်တကယ်မြေပြင်မှာအကြမ်းဖက်ခံရတဲ့ဖြစ်စဉ်တွေရှိတာမို့လို့စစ်ကောင်စီလက်အောက်ခံတနည်းအားဖြင့်စစ်ကောင်စီထောက်ခံတဲ့ Telegram Channel တွေဟာလည်းအကြမ်းဖက်မှုမှာတာဝန်ရှိသူတွေအဖြစ်ပါဝင်ပတ်သက်နေပါတယ်။ဒီလိုစစ်ကောင်စီလက်အောက်ခံ Channel တွေကတစ်ခုနဲ့တစ်ခုဆက်ဆက်မှုရှိနေတဲ့အပြင် DV Fact Check ကစောင့်ကြည့်ခဲ့တဲ့ Telegram Channel တွေထဲကတချို့ဟာသူတို့ကိုယ်တိုင်စစ်ကောင်စီနဲ့ဆက်ဆက်မှုရှိနေတဲ့စစ်သားတွေဖြစ်တာကိုဝန်ခံရေးသားထားတာတွေကိုလည်းတွေ့ရှိခဲ့ရပါတယ်။အရက်သားပြည်သူတွေမြို့တွေရွာတွေထိခိုက်ဆုံးရှုံးတဲ့အထိမြေပြင်အကြမ်းဖက်မှုတွေဖြစ်ပေါ်လာအောင် online လူမှုကွန်ရက်တွေကနေသွေးထိုးလှုံ့ဆော်မှုတွေဟာစိတ်ရဇွဲမှုကျူးလွန်ခြင်းရဲ့သက်သေပြချက်တွေပဲဖြစ်ပါတယ်။ online သွေးထိုးလှုံ့ဆော်မှုတွေဟာ online သတင်းအမှားတွေအမုန်းစကားတွေထက်ပိုအန္တရာယ်ကြီးမားတဲ့ digital အကြမ်းဖက်လှုံ့ဆော်မှုတွေပဲဖြစ်ပါတယ်။